အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အိမ်အောင်တွေကိုဖျက်ဆီးမိတဲ့အတွက်အရှင်လက်လက်မီးရှို့ခံရတဲ့ဦးစင်းလေးအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်လေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီး notification ဝင်းလေးနှိပ်ခဲ့ပေးပါဦးဗျငါဘိုက်စားလို့ဘာမှလည်းမစားရသေးဘူးငါကိုထမင်းကြံဟင်းကြံလေးဖြစ်ဖြစ်ကြွေးကြပါလားမင်းလိုအားအားရှိအရက်ပဲတောက်ပြီးမူးရိုးနေတဲ့ငမိုးကောင်ဘာမှကြွေးစရာအကြောင်းမရှိဘူးကွာငါရနဲ့အခုချက်ချင်းထွက်သွားစမ်းကွာရွာရဲ့လမ်းအဆုံးကရွာသားတွေကလည်းအမှုသမားကိုလိုက်ကြည့်နေခဲ့ကြတာပေါ့ကျော်ကြီးဟာအသက်30နှစ်ဝန်းကျင်အရွယ်လောက်ရှိပြီးလူလက်ပိုင်းတစ်ယောက်ဖြစ်ကအရက်ကိုသူ့မွေးချင်းညီကိုလိုသဘောထားတဲ့သူတစ်ယောက်လည်းဖြစ်တာပေါ့ဝစားကစုပ်ပြက်နေခဲ့ပြီးရေလဲမချိုးမနဲ့အိယာသိရင်တော့မှအရက်နဲ့မျက်နှာတက်တက်တဲ့လူစားမျိုးလည်းဖြစ်တာပေါ့ဆိုရတဲ့အနေနဲ့ကြောင့်သူဖြတ်သွားတိုင်းရွာသူရွာသားတွေကသူနာကနေထွက်ခွာသွားလိမ့်ရှိပါတယ်ဒီငမိုးကောင်သားကိုကက်မဲ့သူကလည်းလူမပြောပါနဲ့ဖွေးတော်မကက်ဘူးလို့ပြောရင်မမားတော့ဘူးထင်ပါတယ်ဗျကျော်ကြီးမူယူပြီးရောက်တဲ့ရာရာရှောက်သွားနေချိန်မှာတော့သူနဲ့အတက်ရွယ်သူပြီးဈေးအောင်နေတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့နှင်းနုရဲ့အိမ်ရှိကိုရောက်တဲ့ခါမှာတော့နှင်းနုရဲ့ရှိမှာမတ်တရက်နေခဲ့လိုက်ပါတယ်အဲ့ဒီအချိန်နင်းနုကလည်းကြော်ကြီးကိုကျွေးဖို့အတွက်စားစရာတစ်ခုကိုကင်ပြီးရက်နေခဲ့တာပေါ့ဒီမှာရောငါနဲ့ကိုစောင့်နေတာဘာမှလည်းမစားရသေးဘူးမှတ်လားအသက်ဆက်ရှင်ဖို့အတွက်စားလိုက်ပါဦးကျော်ကြီးကလည်းနင်းနုစီယာစားစရာကိုမယူခင်ပြုံးပြီးကြီးနေခဲ့လိုက်ပါသေးတယ်အဲ့ဒါပြီးတဲ့နောက်မှာတော့နင်းနုပေးတဲ့စားစရာကိုယူပြီးဗိုက်စာနေတဲ့အတွက်အားရှိပါရှိစားခဲ့လိုက်ပါတယ်နင်းနုလေးခမရလဲကျော်ကြီးစားနေတာကိုသဘောကျစွာနဲ့ရက်ကြည့်လို့နေခဲ့ပါတယ်နင်တို့ကတော့ကြော်ကြီးအပေါ်ဘာစိတ်မှမရှိပဲရိုးရိုးသားသားပေးကျွေးနေခဲ့တာမှန်ပေမဲ့လည်းကြော်ကြီးအတွေးထဲမှာတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူးကြော်ကြီးကတော့ထုံးစံတိုင်းအရက်ကိုမူးရိုးနေအောင်တောက်ပြီးအမိုက်တစ်ခုလိုနေခဲ့ပါသေးတယ်နောက်တစ်ရက်ရောက်တော့ကြော်ကြီးတယောက်အရက်ပလင်းကိုကင်ကလမ်းတကလှည့်လည်သွားပြီးအဆုံးမှာတော့နှင်းတို့ရဲ့အိမ်ရှိကိုရောက်လာခဲ့တဲ့အချိန်နင်တို့ကအရင်နေ့တွေကလို့အရှိမရက်ဆောင်မနေတော့ပဲစပွဲမှာထိုင်ပြီးရွာထဲကလူငယ်တယောက်နဲ့စကားပြောနေတာကိုတွေးခဲ့လိုက်ရပါတော့တယ်အမှုသမားကျော်ကြီးတယောက်အရက်နဲ့နှင်းနုကိုချစ်တဲ့အတွက်ကြောင့်ဒီမြင်ကွင်းကိုမြင်တော့သူ့နှလုံးသားတွေကြေမွလို့မတက်ခံစားခဲ့လိုက်ရတာပေါ့အဲ့ဒါကြောင့်ပဲမခံစားနိုင်တဲ့ကျော်ကြီးတယောက်လည်းစားစရာရှာဖို့ဖះเจ้าထဲကိုဝင်သွားခဲ့လိုက်ပါတော့တယ်ဖះเจ้าထဲကိုရောက်တဲ့ခါမှာတော့စာဖတ်နေတဲ့ဦးစင်းလေးကိုတွေ့လိုက်ရတဲ့အတွက်မိုးနေခဲ့ပေမဲ့လည်းဖုံးကြီးမြင်ရင်လက်အုပ်ချီရမယ်ဆိုတဲ့အသိစိတ်ကရှိလို့နေပါသေးတယ်။ဇူးထောက်ထိုင်ချခဲ့လိုက်ပြီးလက်အုပ်ချီဦးချလိုက်ခဲ့တာပေါ့။ဦးစင်းကလည်းကြော်ကြီးကိုစကားပြန်ပြောခဲ့လိုက်ပါတယ်။ဒီနေ့တော့နှင်းနုကဘာမှမကြွေးဘူးလားကိုယ့်။နှင်းနုကနေတိုင်းစားစရာကြွေးပေမဲ့လည်းဒီနေ့တော့မကြွေးပါဘူးဖေရ။အဲ့ဒါကြောင့်စားစရာတစ်ခုခုစွန့်တော်မူပါအောင်ဖေရကဲဒီနေ့ဦးစင်းကိုစွန့်လာခဲ့မဲ့တကားမတွေရှိတယ်ကွသူတို့အလားကိုစောင့်ပြီးမင်းကိုစွန့်မယ်ကွာအဲ့ဒါလို့ပြောဆိုနေပြီးခဏကြာမှပဲဦးစင်းလေးကိုစွန့်များလာရောက်ကက်လှူကြတဲ့တကားမတွေရောက်လို့လာခဲ့တာပေါ့အဲ့ဒီတဲကမှအဖြူရောင်ဝမ်းဆက်ဝတ်ထားတဲ့တကားမလေးဖြူဖြူကိုဦးစင်းကတတိထားမိပြီးကြည့်နေခဲ့တာပေါ့ဖြူဖြူကလည်းကိုလုံးကိုပေါက်လာပြီးရုပ်ရည်လည်းပြပြတာကြောင့်ဦးစင်းလေးမမောဆွဲလန်းသွားကမျက်စိမမိတ်နိုင်လောက်တဲ့အထိတိတ်တကိုးကြည့်နေခဲ့တာပေါ့စွင်းများကိုကတ်လူပြီးတဲ့အခါမှာရွာသူရွာသားတွေလည်းဦးစင်းစွန်းဖုံပေးပြီးတဲ့အတွက်ဦးစင်းကရွာသူရွာသားတွေကိုကောင်းကြီးမင်္ဂလာပေးဖို့ပြင်ဆင်နေတဲ့အချိန်ဖြူဖြူစီကိုအကြည့်တွေရောက်လို့သွားခဲ့ပါသေးတယ်ဒါပေမဲ့ဖြူဖြူရဲ့ခင်ပွန်းဖြစ်သူဟာဘေးမှာကက်လျက်သားထိုင်နေတာကိုဦးစင်းမြင်တဲ့အခါမှာတော့အကြည့်တွေချက်ချင်းရက်တန့်လို့သွားခဲ့တာပေါ့ဖြူဖြူနဲ့သူ့ခင်ပွန်းဟာချစ်ချင်းမြတ်တာအပြည့်နဲ့တယောက်ကိုတယောက်ပြုံးပြီးကြည့်နေခဲ့တာပေါ့ညနေရောက်တဲ့အခါမှာတော့ကြော်ကြီးတယောက်ဦးစင်းစီရောက်လာခဲ့ပြန်ပါတယ်ဦးစင်းဟာဖြူဖြူကိုသဘောကျနေတဲ့အကြောင်းပြောပြချင်ပေမဲ့လည်းသင်္ကန်းဝတ်ထားတဲ့အတွက်ထိန်းထားခဲ့ပေမဲ့ကြော်ကြီးကသိနေခဲ့တာပေါ့ကြော်ကြီးကသိနေခဲ့တဲ့အတွက်ကိစ္စတစ်ခုကိုတိုင်ပင်ခြင်းဖုံးရောင်းထဲကနေအဆောင်တစ်ခုအောက်ကိုလိုက်ခဲ့ဖို့ပြောလိုက်တဲ့အတွက်ဦးစင်းလည်းရင်းထဲကအကြောင်းတွေပြောပြခြင်းတဲ့အတွက်ကြောင့်ကြော်ကြီးနောက်ကိုမဆိုင်မတော့ပဲလိုက်သွားခဲ့ပါတယ်အဆောင်အောက်ကကုတ်ပစ်ပေါ်မှာဦးစင်းနဲ့ကြော်ကြီးလည်းအတူတူထိုင်ခဲ့လိုက်ပါတယ်ဖုံးကြီးဖြစ်ပြီးဒီလိုကိစ္စတွေကိုစိတ်ဝင်စားနေတော့ကြော်ကြီးလည်းဖုံးကြီးတွေပါဂယုမဆိုင်မိတော့ပဲဒန်းတူထိုင်ခဲ့လိုက်ပါတော့တယ်ဦးစင်းလည်းဖြူဖြူကိုသဘောကျနေတဲ့အကြောင်းပြောပြခဲ့လိုက်တာပေါ့ကျော်ကြီးတယောက်ကလည်းဖြူဖြူကဒီလောက်ချောမောနေမှာတော့ဦးစင်းချစ်တာမမှားဘူးဆိုပြီးမြောက်ပင့်ပေးခဲ့လိုက်ပါသေးတယ်
ဦးစင်လည်းစိတ်ထဲအယမ်းကိုမွန်းကျက်နေပြီးဖြူဖြူပုံရိပ်ကိုပြန်လဲမြင်အောင်နေခဲ့လိုက်တာပေါ့မခံစားနိုင်တော့တဲ့အဆုံးမှာတော့ကြော်ကြီးရဲ့အရက်ပလင်းကိုကင်ပြီးတောက်ဖို့အတွက်ပြင်ဆင်ခဲ့လိုက်ပါတယ်အဲ့ဒီချိန်ကြော်ကြီးကသတိပေးခဲ့လိုက်တာပေါ့ဘုန်းကြီးဖြစ်ပြီးရက်တွေသာတောက်စားနေမှာလားငရဲကြပြီးအပြစ်ပေးခံရမှာမကြောက်ဘူးလားဒီဟာတွေကိုစိတ်ဝင်စားဘူးသူမငါနှလုံးသားထဲကိုနေရာယူပြီးတာကွာအဲ့လိုဆိုကျွန်တော်တို့တတိရှိပြီးကျွမ်းကျင်တဲ့နတ်ဆရာအသိစီကိုတွားကြမယ်လေသူ့စီကိုတွားတာပိုထိရောက်တယ်ဗျသူကကျွန်တော်တို့ဖြစ်ချင်တာတွေကိုကူညီပေးနိုင်မှာပါမဟုတ်ဘူးလားဟဲ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 ဒီလိုဆိုမင်းငါ့ကိုသူ့စီအရင်ခေါ်သွားပြီကွာဘာလို့လဲဆိုတော့သူ့လေးကိုပဲလိုချင်လို့ကွာတင်ငန်းဝတ်ထားတဲ့ဦးစင်းကတော့တရားအားထုတ်မဲ့အစားမကောင်းတာတွေကိုလုပ်ဖို့အတွက်စိတ်အားထက်သန်နေခဲ့တာအတွက်ကြောင့်ညရောက်တဲ့ခါမှာတော့တင်ငန်းတွေကိုချွတ်ခဲ့လိုက်ပြီးလူဝေလဲကကျောင်းနောက်ဘက်ကနေပြီးတော့ကြော်ကြီးနဲ့အတူရွာနောက်ဘက်ကအောက်လန်းဆရာအိမ်ကြီးကိုသွားခဲ့လိုက်ပါတော့တယ်ဒီအောက်လန်းဆရာကနာမည်ကြီးဖြစ်ပြီးတော့ဂိုင်းအပွဲတွေကပါလာပြီးဆရာတင်ကြလို့ကောလာဟာလာတွေလည်းပတ်လုံနေခဲ့ပါတယ်သူတို့နှစ်ယောက်အိမ်ထဲဝင်လာတဲ့အခါမိခိုးငွေတွေလည်းရစ်ပူစော်တဲ့ခုံကိုမျက်နှာမူထိုင်နေတဲ့ဆရာကိုတွေးခဲ့လိုက်တာပေါ့ခန်းထဲမှာလည်းအနီရောင်အဝတ်စားတွေနဲ့မိတောက်တွေဟာနေရာအနှံ့မှာရှိလို့နေခဲ့ပါသေးတယ်။အောင်လန်းဆရာကြီးဆရာဒေဝကလည်းသူတို့ရှိရာဘက်ကိုလှည့်လာခဲ့လိုက်တာပေါ့။မင်းတို့ရောက်လာမယ်ဆိုတာငါကြိုသိနေတယ်ကွာ။အဲ့ဒါကြောင့်လဲငါကြိုစောင့်နေခဲ့တာပေါ့ကွာ။မင်းတို့ဖြစ်ချင်တဲ့အရာတွေကိုသာအကုန်ပြော။နောက်ဒီဘုန်းကြီးကမင်းကိုအားကိုးလိုက်မယ်။အားကိုးပါလေဆရာကျွန်တော်ကိုကူညီပေးပါဦးလိုတလောက်ပတ်စံကျွန်တော်ပေးပါမယ်ဦးစင်းနဲ့ကြော်ကြီးလဲဆရာဒေဝနဲ့ညီနိုင်ပြီးအကျိုးအကြောင်းတွေအကုန်လုံးကိုပြောပြပြီးတဲ့နောက်မှာတော့ဆရာဒေဝကလည်းလက်ခံခဲ့လိုက်တာပေါ့ဆရာဒေဝလည်းကောင်းကြီးပေးခဲ့ပြီးအချိန်ဆွဲမနေတော့ပဲလှုပ်ဆရာတွေကိုလှုပ်ခဲ့လိုက်ပါတော့တယ်ဘန်းတစ်ခုပေါ်မိမအယုတ်နှစ်ယုတ်ကိုကျိုးနဲ့ချီပြီးအစီအမံများပြုတ်လုကအပြာရောင်လင်းနှန်းတွေပေါ်ထွက်လာခဲ့ပြီးဂါထာမန်နှံများကိုလည်းရွတ်ဖက်နေခဲ့လိုက်တာပေါ့ပြီးတဲ့နောက်မှာတော့အယုတ်နှစ်ခုကိုယူသွားခိုင်းပြီးကိုနှစ်သက်ရာမိန်းကလေးနာမည်ကိုခေါ်စေနိုင်တာလည်းဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့မြောက်အုံးသီးရတယ်လို့မျိုးဦးစင်းနာဦးနဲ့ကြော်ကြီးတို့လည်းသူတို့ချစ်ကြိုက်နေကြတဲ့နှင်းနုနဲ့ဖြူဖြူကိုခေါ်ပါတော့တယ်အဲ့ဒီနောက်မှာတော့ဖြူဖြူလည်းဦးစင်းကျောင်းဆောင်ကိုသွားပြီးနှင်းတို့ဟာလည်းကြော်ကြီးရဲ့အိမ်ကိုသွားခဲ့ပါတယ်။ဦးစင်လည်းရွာထဲကိုလိုက်ပြီးစွန့်မခံတော့ပဲကြော်ကြီးနဲ့အတူဦးစင်အခန်းထဲမှာအရက်တောက်ပေါ်တောက်ဖက်ဖြစ်နေခဲ့ပါတော့တယ်။ခန်းထဲမှာလည်းအရက်ပလင်းတွေနဲ့ပွေပွားနေကဖြစ်ချင်တိုင်းကိုဖြစ်နေခဲ့တာပေါ့။ဆရာကငါတို့ကိုပေးတဲ့ပတ်စံကိုယူပြီးသူပေးတဲ့နီးကအဆင်ပြေပါမလားကွာ။သူပေးတဲ့နီးကငါတို့ကိုဒုက္ခမရောက်စေရဘူးလို့ဂရီပေးထားတယ်လေကွာ။ဘာပဲဖြစ်ဖြစ်ငါကတော့မကြောက်ပါဘူးအရာအားလုံးကိုကြိုတိကြိုမြင်နေတဲ့အိမ်မီဆန်ရဲ့အကိုကြီးဒေဝါကတော့တရားထိုင်ပြီးအာယုံလွင့်နေခဲ့တာပေါ့နောက်တနေ့မနက်ကိုရောက်တော့နှင်းတို့ဟာသူ့ရဲ့အိမ်မှာကျိုးဆဲချပြီးတည်ဆုံးနေခဲ့ပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့အောင်လန်းပညာတွေပြည်သွားခဲ့ပြီးအရက်သမားရဲ့မယားဖြစ်နေတာကိုတီးခဲ့လိုက်ရတဲ့အတွက်ကြောင့်လည်းဖြစ်တာပေါ့အဲ့ဒီနေ့မှာပဲဖုန်းကြီးမဟုတ်တော့တဲ့နှာဦးကောင်လည်းဖြူဖြူကိုသူ့အခန်းထဲခေါ်ပြီးမဖွဲမယားပြုတ်ချင်းခဲ့လိုက်တာပေါ့ဖြူဖြူတယောက်လည်းရုန်းကန်နေခဲ့ပြီးမဲ့လည်းမတက်နိုင်တဲ့အဆုံးမှာတော့အတွေ့အသားတွေပေးဆက်ခဲ့လိုက်ရပါတော့တယ်အဲ့ဒီနောက်ဆရာတော်ရဲ့ခေါင်းကိုအနားမှာရှိတဲ့ပလင်းနဲ့ပြစ်ပေါက်ခဲလိုက်တဲ့အတွက်ခေါင်းကိုထိမှန်သွားခဲ့ရှာတာပေါ့နာဘူးကောင်ရဲ့ခေါင်းပေါ်ကတွေးတွေကလည်းထွက်လာခဲ့တဲ့အတွက်ဖြူဖြူရဲ့နှလုံးသားတဲ့ကိုဖန်ခွဲစားနဲ့ထိုးခဲ့လိုက်ပါတော့တယ်ဖြူဖြူလည်းလဲကျသွားခဲ့ပြီးနေရာမှာပဲသေဆုံးလို့သွားခဲ့ပါတော့တယ်ဖြူဖြူရဲ့အလောင်းကိုကျောင်းဝင်းထဲကဇေဒီနောက်မှာမြုပ်ထားခဲ့လိုက်ပြီးရုပ်ဓမ္မကောင်ကတော့ကျောင်းသူတော်ကျက်တခိုးအနေထားနဲ့သူဘာမှမသိသလိုပုံမှန်အတိုင်းအနေထားနဲ့နေခဲ့လိုက်တာပေါ့ဖြူဖြူနဲ့နှင်းနူလည်းလက်စားချီခြင်းနဲ့စိတ်ကြောင့်မကျွတ်မလွတ်တဲ့တရေတက်စီဘွားကိုရောက်သွားကနတ်ဆရာကြီးရဲ့အိမ်ကိုရောက်ခဲ့ပြီးတော့ဖြူဖြူကဆရာဒေဝရဲ့လယ်ပင်ကိုအနောက်ကနေညှစ်ထားကနှင်းနူရဲ့လက်ကတော့ဆရာဒေဝရဲ့ပါဇက်ကနေတဆင့်နှလုံးသားတွေကိုပါဆွဲဖြုတ်ဖို့အတွက်အသင်ဖြစ်နေခဲ့တာပေါ့နတ်ဆရာကသူ့ကိုတက်တော့မှာကိုကြိုသိနေတဲ့အတွက်ဟိုနှကောင်ကိုအပြစ်ဖို့ရှာပြီးပြောပြခဲ့လိုက်တာပေါ့နေငါတို့ကိုလှည့်စားဖို့မကြိုးစားနဲ့နင့်ဦးတွေပြုတ်ပြီးသားမှတ်ထားလိုက်ငါမလဲစားပါဘူးပြောပြပါမယ်ဆရာတော်တပားနဲ့ကြော်ကြီးငါစီကိုရောက်လာပြီးအစီမံတွေလုပ်ဖို့ပြောခဲ့တယ်အဲ့ဒါကြောင့်ငါလည်းလုပ်ပေးလိုက်ခဲ့တာပါကွာသူတို့ကိုလက်စားချခြင်းနီးလန်းရှိပါတယ်အခုတော့ငါ့ကိုလွတ်ပေးပါကွာငါတောင်းပန်ပါတယ်ဟာနင်းနုနဲ့ဖြူဖြူလဲဆရာတွေကပြောတဲ့စကားကိုစဉ်းစားခဲ့တာပေါ့အောက်လန်းဆရာတွေကလည်းသူတို့အကျိုးမြတ်မရှိပဲဘာတစ်ခုမှအလုံးမလုပ်ပါဘူးသူတို့အကျိုးစီးပွားကိုသာအလေးထားကြတဲ့သူတွေလည်းဖြစ်တာပေါ့
ဆရာဒီဝါကလည်းသူတေမာကိုကြောက်တဲ့အတွက်တစင်နှကောင်ကူညီပေးခဲ့ကသူတို့ရဲ့အစွမ်းတွေကိုမြင့်တင်ပေးခဲ့လိုက်ပါတော့တယ်သူတို့စွမ်းအားတွေမြင့်တက်လာပြီးကြော်ကြီးနဲ့အယုတ်သမားကောင်ကိုပြန်ပြီးလက်စားချေဖို့အတွက်အသင့်ဖြစ်နေခဲ့ပါပြီဦးစင်းမဟုတ်တော့တဲ့ဦးစင်းလည်းအဲ့ဒီကိစ္စဖြစ်ပြီးရဲ့နောက်မှာတော့ရွာထဲကိုစွန့်ကန်လုံးဝမထွက်တော့ပဲလူဝလဲကကြော်ကြီးနဲ့အတူတူအရက်ထိုင်တောက်နေခဲ့ပါတော့တယ်နေရောညာရောအရက်ကိုပြင်းပြင်းထန်ထန်တောက်နေခဲ့ကြတာပေါ့ညာတင်ညာမှာတော့သူတို့နှစ်ယောက်အရက်တောက်နေတော့မှာပဲပြတင်းပေါက်ကနေလေပြင်းနေတိုက်ခက်လို့လာပါတော့တယ်လေတိုက်ပြီးခဏကြာတော့မိန်းကလေးတယောက်ရဲ့ရေတံကိုကြားခဲ့လိုက်ရတာပေါ့တန်ကပိုပြီးနီးကက်လာသလိုခံစားနေရတဲ့အချိန်နှင်းနုနဲ့ဖြူဖြူကအယုတ်တမာကောင်ရဲ့အခန်းကိုရောက်လာခဲ့ပါတော့တယ်ဦးစင်မဟုတ်တော့တဲ့လူယုံမာနဲ့ကြော်ကြီးလဲအမှုချက်ချင်းပြေသွားကကြောက်နေခဲ့တာပေါ့နင်တို့တွေကအခုမှကြောက်နေကြတာလားအပြစ်ကျူးလွန်တော့ကတော့အဲ့ဒီလိုပုံစံနေမဟုတ်ပါလားဒီလိုတော့လွတ်မဲ့ထင်နေတာလားနင်တို့တရားမဲ့ဒီညကိုအရက်တောက်ပြီးစောင့်နေကြတာထင်တယ်ဘယ်ဘဝပဲရောက်ရောက်နင်တို့ပြီးဆက်ရမယ်ပျော်ရွှင်ရမယ်မထင်နဲ့လူယုံမာနဲ့ကြော်ကြီးကိုတရေမတွေကမိတဲ့ကြိုဆက်ရှိရအောင်ဆွဲခေါ်သွားခဲ့ပါတယ်စတဲ့ကမီးတွေကလည်းရုတ်တရက်တောက်လောင်လို့သွားခဲ့တာပေါ့လူယုံမာနဲ့ကြော်ကြီးလည်းလက်အုပ်ချီကဒုံကရင်နဲ့တောင်းပန်နေခဲ့ပေမဲ့လည်းဝစ်ဆိုတာကနောက်ဘဝမကူးဆိုတာကိုတီးခဲ့လိုက်ရပါတော့တယ်တရေမနှစ်ယောက်လည်းဦးစင်းနဲ့ကြော်ကြီးကိုစိတ်ရှိလက်ရှိတက်ဖြတ်ပစ်ခဲ့လိုက်ပါတော့တယ်မီးတဲ့ကြိုဆက်ရှိမှာသွေးတန်တရေရဲနဲ့အသေးဆုံးနဲ့တေဆုံးသွားခဲ့ရရှာတာပေါ့ကြော်ကြီးနဲ့ဦးစင်းကိုမီးတဲ့ကြိုဆက်တဲ့ထဲကတကြိုပေးလိုက်ခဲ့ပါတော့တယ်နင်းနူနဲ့ဖြူဖြူလည်းတယောက်ကိုတယောက်ဖက်ပြီးကြေကွဲဝမ်းနဲ့ကငိုနေခဲ့ကြတာပေါ့ပြောချင်တာကတော့မကောင်းမှုဆိုတာမျက်ကွယ်မရှိပါဘူး။ဘုံကြီးဖြစ်ပြီးဘုံကြီးအလုံးမလို့ပဲမကောင်းတဲ့တဏှာကိုမမောမိတဲ့အတွက်မကောင်းတာတွေဖြစ်ခဲ့ရတာပေါ့။မနက်ကိုရောက်တဲ့ခါမှာတော့မိတဲ့ကျိုဆက်မှာအယိုးကောင်းနှကောင်းကိုတွေးခဲ့လိုက်ရတာပေါ့။အပေါ်ကိုမောကြည့်လိုက်တဲ့အချိန်ဦးစင်းနဲ့ကြော်ကြီးရဲ့မိတဲ့ကျိုပြီးသားဦးကောင်းတွေကိုဖြတ်ပြီးအပေါ်မှာကျိုးနဲ့ခြိထားတာကိုထပ်မံတွေးခဲ့လိုက်ရပါတော့တယ်။အဲဒီနောက်မှာတော့မိတဲ့ကျိုဆက်တဲ့ကအယိုးစုဟာဘယ်သူပဲဝါလဲဆိုတာကိုသိအောင်စုံစမ်းခဲ့လိုက်ပါတော့တယ်။အဆောင်ဦးလေးလည်းဈေးရင်နောက်ဘက်ကိုရှောက်ကြည့်ရင်သွေးစားတွေကိုတွေးခဲ့လိုက်ရတဲ့အတွက်သွေးရှိရလမ်းအတိုင်းသွားကြည့်ခဲ့လိုက်တော့အမျိုးသမီးတယောက်ရဲ့အလောင်းကိုဂရီဘာအစတွေနဲ့အုပ်ထားတာမှတွေးခဲ့လိုက်ရပါတော့တယ်အဲ့ဒီနောက်ရွာသားတွေစုပြီးနတ်ဆရာရှိရာအိမ်ကိုသွားကနတ်ဆရာကိုကျိုးနဲ့တုတ်ထားခဲ့ကြပြီးအကြောင်းစုံသိအောင်မေးမြန်းနေခဲ့လိုက်တာပေါ့ဖြူဖြူရဲ့ခင်မွန်းဖြစ်သူကလည်းနတ်ဆရာကိုအကြောင်းစုံမေးမြန်းပြီးသူမိမအတွက်ဝမ်းနဲ့ကြေကွဲကငိုကြွေးနေခဲ့ကြပါတော့တယ်ဖြူဖြူရဲ့ခင်မွန်းဟာအယမ်းကိုခံစားရတဲ့အတွက်အရာအလုံးကိုစွန့်လွတ်ကသူမိမတည်ဆုံးခဲ့တဲ့ကြောင်းလေးမှာပဲဖုံကြီးဝတ်ခဲ့လိုက်တာပေါ့နေနူနဲ့ဖြူဖြူလည်းကောင်းရဘုံဘဝကိုရောက်စီဖို့အတွက်အမြတမ်းပေးဝေခဲ့လိုက်ပါသေးတယ်ဒီလိုနဲ့နတ်ဆရာရဲ့အကြောင်းကိုတရွာလုံးတည်သွားပြီးတရွာလုံးကလည်းရွာကနေမောင်းထုတ်ခဲ့လိုက်ကြပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စကရွာအတွက်အရန်ကိုချက်ဆရာကောင်းနေခဲ့ပြီးစိုးဝါတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တဲ့အတွက်ရွာသူရွာသားတွေစုပေါင်းကနတ်ဆရာကိုနှင်ထုတ်ခဲ့လိုက်ကြတာလည်းဖြစ်ပါတယ်။ဒါဟာရွာအတွက်အန္တရာယ်ဖြစ်စေတဲ့အတွက်ကြောင့်လည်းဖြစ်တာပေါ့။အဲ့ဒီအောက်လန်းဆရာကြီးကိုပြန်လာပြီးတော့အောက်လန်းတွေကိုနောက်ထပ်ထပ်လုပ်ခွင့်မပေးတော့ပါဘူး။ဒီလိုနဲ့ပဲဇလန်းလေးကဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။